ကျောင်းသားကျောင်းသူအားလုံးမင်္ဂလာပါနေ့သင်ကြားပေးမယ်သင်ခန်းစာလေးကတော့စတုထရန်သင်္ချာအခန်း1ရဲ့ကိန်းများခေါင်းစဉ်ကဘူရီယိုသင်ခန်းစာ3လေးဖြစ်ပါတယ်ဘူရီယိုသင်ခန်းစာ1နဲ့2ကို Search Learner War page နဲ့ Search Learner War YouTube channel မှာတင်ထားပြီးသားဖြစ်ပါတယ်အဲ့မှာလေ့ကျင့်ကြည့်လိုက်ပါလေ့လာကြည့်လိုက်ပါနော်ခုနံပါတ်2ကိုတွားလိုက်ရအောင်မြန်မာနိုင်ငံဤလူဦးရေသည်2014ခုနှစ်တွင်914194239ရှိသည်ဟုတွေ့ရသည်ကိန်းကိုမြည်တို့ဖတ်ပြီးရေးရမည်ကိုလေ့လာမည်ဟုတ်ပြီတို့ဘလို့ဖတ်ပြီးတော့ရေးမလဲဆိုတာကိုတို့ကလေ့လာမှာဖြစ်ပါတယ်ဒီသင်ခန်းစာလေးဟာဒါလေးကိုဖတ်နည်းလေးကိုတို့ကဖတ်နည်းနဲ့ရေးနည်းလေးကိုတို့တွားပါမယ်အဲဆိုတော့ခုရေးကြည့်မယ်ခုဒီမှာခု10ရာထောင်တောင်းသိန်းတန်ဂရေအလုံးပေါင်းဂရေမှာကဏန်းအလုံးပေါင်းဘယ်နှလုံးရှိတော့နေရာလိုက်တန်ဖို့ဘယ်နှလုံးရှိအောင်ရေးကြည့်မယ်1 2 3 4 5 6 8ဟုတ်လားနော်914194239မှာကဏန်းနေရာလိုက်တန်ဖို့အားလုံး10လုံးရှိပါတယ်10လုံးရှိတဲ့အတွက်သူဒီဂရေနေရာမှာရှိပါတယ်ဒါကိုတို့နေရာလိုက်တန်ဖို့ဇာတ်လေးတွေကိုသွားပြီးတော့လိုက်မယ်ထည့်ကြည့်လိုက်တဲ့အခါမှာ914194239ဆိုပြီးတော့တို့ဒီမှာထည့်လိုက်ပါပြီထည့်တဲ့အခါမှာနောက်ဆုံးအနေစပြီးတော့ပြန်ပြီးတော့ရေးကြည့်မယ်ဆိုရင်ခု10ရာထောင်တောင်းသိန်းတန်ဂရေဟုတ်ပြီနော်ဂရေဒီအားလုံးပေါင်းဂရေမှာနေရာလိုက်တန်မှုအားလုံး10ခုရှိတယ်ဆိုတာမြင်တော့ဒီမှာရေးပြထားတာဖြစ်ပါတယ်โอเคအဲ့ဆိုတော့အဲ့ဒါလေးကိုတို့မဖတ်ခင်နော်တို့မရေးခင်မှာပထမဆုံးဒီတန်းနဲ့ဂရေရဲ့ဆက်သွယ်ချက်ကလေးကိုတို့တွားကြည့်အောင်ပါတန်းရဲ့ဂရေရဲ့ဆက်သွယ်ချက်ကလေးကိုတွားကြည့်မယ်ဟုတ်ပြီနော်ဒီတတိယတန်းဒီခု10ရာထောင်တောင်းနေဒီအချင်းချင်းဆက်သွယ်ချက်တွေကိုတို့သင်ခဲ့ပြီးပြီနောက်ပထမဘူရိုနံပါတ်1နဲ့ဘူရိုနံပါတ်2တွေမှာသိန်းနဲ့တန်းရဲ့ဆက်သွယ်ချက်တွေကိုသင်ကြားခဲ့ပြီးသားဖြစ်ပါတယ်အခုဗီဒီယိုမှာတန်းနဲ့ဂရေနဲ့ဆက်သွယ်ချက်ကိုတို့သွားမှာဖြစ်ပါတယ်ဟုတ်လားအဲ့တော့ဒီမှာတို့ဇာတ်မျက်နှာထဲမှာအကြောင်းထဲမှာပါတဲ့ဟိုဟာလေးကိုဒီဥစ္စာလေးကိုတွားကြည့်လိုက်ပါနံပါတ်2နော်ကာကြီးဇယားကိုကြည့်ပြီးတဲ့နော်တတန်းဤ10သားဖြစ်သောကိန်းကိုဖတ်ပါဒါဒီတတန်းဖြစ်ပါတယ်ပြန်ပြီးရေးကြည့်မယ်ခု10ရာထောင်တောင်းသိန်းတန်တတန်းအလုံးပေါင်းကဏ္ဍ1နဲ့အတူတူဆိုရင်အလုံးပေါင်းကဏ္ဍ9လုံးရှိပါတယ်တတန်းအဲ့တတန်းရဲ့10သားဖြစ်သောကိန်းကိုဖတ်ပါတဲ့နော်စာဖြင့်ရေးပါဟုတ်ပြီဒီကနေပြီးတော့နေရာလိုက်တန်မို့သူကနေရာလိုက်တန်မို့လေတခုဒီဘက်ကိုတိုးသွားတဲ့ပြိုင်နဲ့သူဒီ10သားဖြစ်တယ်ဆိုတော့ဟိုဘက်သင်ခန်းစာမှာသင်ကြားခဲ့ပြီးသားဖြစ်ပါတယ်ဒါကြောင့်တတန်းဤ10သားသည်ဒဂရီဖြစ်ပါတယ်တတန်းဤ10သားသည်ဒဂရီဖြစ်ပါတယ်ဒဂရီကိုတို့ဒီမှာကဏန်းအလုံးပေါင်း10လုံးနဲ့ရေးပါတယ်1ပါဝင်1 2 3 4 5 6 8လုံးနဲ့1နဲ့အတူအလုံး10လုံးရေးပါတယ်နောက်ကနေစပြီးတော့ဖတ်ပြီးနေရာလိုက်တန်ဖို့နဲ့ဖတ်ကြည့်မယ်ဆိုရင်ခု10ရာထောင်တောင်းသိန်းတန်ဂရေလို့ဖတ်ပါမယ်အဲ့ဒီဒဂရေကိုပဲတို့တန်းအနေနဲ့ဘယ်နှတန်းရှိလဲဆိုရင်တော့10တန်းပါဒီမှာ10တန်းဟုတ်ပြီနော်အဲ့ဒါတော့ဒဂရေကို10တန်းလို့ဖတ်တယ်10တန်းဒီဒဂရေဖြစ်ပါတယ်ဟုတ်ပြီနော်အဲကြောင့်မလို့ဒီမှာဇယားကိုကြည့်ပြီးတဲ့တတန်းဤ10သားဖြစ်သောကိန်းကိုဖတ်ပါစာဖြင့်ရေးပါဆိုတော့ဆရာတို့ဒီမှာဒဂရေဆိုပြီးစာနဲ့ရေးလိုက်ပါပြီနော်အဲ့ဒီမှာအခုဒီသင်ခန်းစာလေးထဲမှာပေါ့နော်ဒီသင်ခန်းစာလေးထဲမှာအခုဒဂရေဆိုတဲ့ဥစ္စာပါသွားပြီခု10ရာထောင်တောင်းသိန်းတန်ဂရေဒဂရေမှာကဏ္ဍအလုံးပေါင်း10လုံးရှိတယ်နေရာလိုက်တန်ဖို့အလုံးနေရာလိုက်တန်ဖို့10ခုရှိတယ်ဆိုတာတို့ပြထားပြီနေရာလိုက်တန်ဖို့10ခုရှိပြီနောက်ဒီသင်ခန်းစာထဲမှာ
တသန်းရဲ့10သားသည်တသန်းရဲ့10သားသည်တဂရီဖြစ်တယ်ဆိုတဲ့အကြောင်းတို့သင်ကြားပြီးသွားပြီဖြစ်ပါတယ်အဲ့တော့တသန်းဤ10သားဖြစ်သောကိန်းမှာတဂရီဖြစ်တယ်ဆိုတော့အချက်2ချက်ရှိပါတယ်တဂရီဟာလားတဂရီဆိုတဲ့အကြောင်းတဂရီဆိုတဲ့အကြောင်းကိုသင်တယ်တသန်းဤ10သားဖြစ်သောကိန်းမှာ10သားဖြစ်သောကိန်းမှာတဂရီဖြစ်တယ်ဆိုတဲ့အကြောင်းကိုသင်ကြားပါတယ်အဲ့တော့ဒီမှာဟာလားအထက်ပါစရာကိုကြည့်ပြီးမြန်မာနိုင်ငံ၏လူဦးရေကိုဖတ်ပါတဲ့စဖြင့်ရေးပါဒါဖတ်နည်းကိုတို့သွားမယ်ဟလာဂရေထီကိုဟလာဂရေထီဖတ်နည်းကိုတို့ခုနကသင်ပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့9ဒီဂရေနေရာမှာရှိတဲ့အတွက်9ဂရေတသန်း4သိန်း19420အဲကြောင့်မလို့ဒီလိုလေးဖတ်ပါတယ်9ဂရေတသန်း4သိန်း19420လို့တို့ကဖတ်ပါတယ်နောက်တစ်ခုဒါတွေကတော့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်အခုသင်ကြားပြီးတဲ့သင်ခန်းစာတွေကိုဘယ်လောက်ထိဟလာဖတ်တတ်လဲရေးတတ်လဲဆိုတာကိုစစ်ဆေးချက်ဖြစ်ပါတယ်ဒီဥစ္စာတွေကိုကိုပါစကိုလေ့ကျင့်ခန်းစာအုပ်ကလေးထဲမှာဗီဒီယိုလေးကိုရက်တန်ခဏရက်တန်ထားပြီးတော့ကိုပါစကို2 3 4ဆိုပြီးတော့ဒီလေ့ကျင့်ခန်းတွေကို3ပုံလုံးကိုစာအုပ်ထဲမှာရေးကြည့်ပါရေးကြည့်ပြီးနောက်မှာအဖြေပါပါတယ်ကိုရေးထားတဲ့အဖြေမှန်ကိုနောက်ဗီဒီယိုကိုဆက်ပြီးတော့လေ့လာသွားရင်နောက်မှာအဖြေလေးရှိပါတယ်ပြန်ပြီးတော့တိုက်ကြည့်ပါပေါ့နော်ဟုတ်ပါပြီဒါလေးကတော့ဗီဒီယိုရှေ့ကလေ့ကျင့်ခန်းတွေရဲ့2 3 4ရဲ့အဖြေတွေဖြစ်ပါတယ်ကိုဖြေထားတဲ့အဖြေနဲ့ဒီထက်ကအဖြေနဲ့မှန်တယ်ဆိုရင်တူတယ်ဆိုရင်တော့ဟိုကဖတ်တတ်ပြီလို့ယူဆမှာဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာနောက်နံပါတ်3ဂျပန်နိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံတို့၏လူဦးရေသည်2016ခုနှစ်၌ညီမျှရှိသည်ကိုအောက်ပါဇယားတွင်ပြထားသည်ဒါဂျပန်နိုင်ငံရဲ့လူဦးရေဒါသည်အင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေဖြစ်ပါတယ်ဒီနိုင်ငံနှစ်ခုကိုဟလာနိုင်ငံနှစ်ခုကိုတို့ကဘာလို့တောင်းတော့ဖော်ပြထားတယ်အဲ့ဒါကိုတို့ကဖတ်ကြည့်ရမယ်ဟလာတို့ဒီမြန်မာနိုင်ငံလူဦးရေဒီ9ဂရေတသန်းကျော်ရှိတယ်ဟလာ9ဂရေတသန်းဆိုတာဟလာတန်းအနေနဲ့ဖတ်မယ်ဆိုရင်51တန်းပေါ့ဒါဆိုရင်ဟလာကိန်းကဏန်းတွေကိုတို့ကဖတ်တတ်ယုံရေးတတ်ယုံနေမဟုတ်ဘဲနဲ့မြန်မာနိုင်ငံရဲ့လူဦးရေဘယ်လောက်ရှိလဲဆိုတာကိုလည်းတို့ကဘုဒ္ဓတအနေနဲ့မှတ်သားထားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာဂျပန်နိုင်ငံရဲ့လူဦးရေကြည့်မယ်ရေးကြည့်မယ်1 2 3 4 5 6 8 9ကဏန်း9လုံးရှိပါတယ်နေရာလိုက်တန်မှု9လုံးရှိပါတယ်တို့ဒီသင်ကြားထားသည်10လုံးဒီတဂရေလို့တို့ကဂရေဖြစ်တယ်နေရာလိုက်တန်မှု10ခုရှိရင်ဂရေလို့ပြောတဲ့အတွက်ဟလာနောက်အင်ဒိုနီးရှားလေးကိုရေးကြည့်မယ်1 2 3 4 5 6 8 9ဒါလည်း9လုံးပဲရှိပါတယ်ဒါဆိုရင်ဒီ8ရဲ့နောက်က9ခုမြောက်ကိုတို့ကဘယ်လိုခေါ်မလဲပေါ့နော်ဘယ်လိုခေါ်မလဲဆိုတာကိုတို့ဆက်လက်ပြီးတော့လေ့လာကြည့်အောင်ပါဟုတ်ပြီ9ခုမြောက်ကိုဘာလို့ခေါ်လဲဆိုတော့10ဂရေလို့ခေါ်ပါတယ်တဲ့ဟုတ်ပါတယ်ဂရေပြီးရင်10ဂရေလို့ခေါ်ပါတယ်ဟလာ9ခုမြောက်ဒီ10ဂရေဖြစ်ပါတယ်အဲ့တော့နောက်ကနေစရေးကြည့်မယ်ခု10ရာထောင်တောင်းသိန်းတန်းဂရေ10ဂရေဖြစ်ပါတယ်10ဂရေဆိုတာကဒါဂျပန်နိုင်ငံရဲ့လူဦးရေဂျပန်နိုင်ငံရဲ့လူဦးရေကိုတို့ဖတ်ကြည့်မယ်10ဂရေရဲ့2ဂရေရဲ့ဟိုက်2ဂရေဒီ10မပြည့်လို့ဒီဘက်ကိုမရောက်တာပါဟိုက်ရှေ့က10ဂရေဒီ10ပြည့်ပြီးသားဖြစ်တစ်ခုရှိတဲ့အတွက်ဒါ10ဂရေ10ဂရေရဲ့ဒါ2ဂရေရဲ့ပေါင်းထားတာပါသူ့ကိုဖတ်မယ်ဆိုရင်ဘယ်လိုဖတ်မလဲဆိုတော့10ဂရေရဲ့2ဂရေရဲ့ပေါင်းထားလို့သူ့ကိုဒီမှာ12ဂရေလို့ဖတ်ပဲဟုတ်ပြီနော်12ဂရေ9တန်း9သိန်း4,000 9,000လို့ဖတ်ပါမယ်နောက်ကရာတွေဆယ်တွေခုတွေကိုဖတ်စရာမလိုပါဘူးဟုတ်ပြီနော်ပြန်ဖတ်ပြပါမယ်12ဂရေ9တန်း9သိန်း4,000 9,000လို့ဖတ်ပါမယ်အဓိကပြောချင်တာလေးကတော့ဒီမှာရှေ့ကနံပါတ်9ခုမြောက်နေရာလိုက်တန်မှု9ခုမြောက်ဒီ10ဂရေဖြစ်ပါတယ်10ဂရေဖြစ်တဲ့အတွက်သူ့ကို10ဟလာ10ဂရေတစ်ခုရှိတဲ့အတွက်10ရဲ့နောက်ကရှိတဲ့2ဂရေရဲ့12ဂရေလို့တို့ကဖတ်ပါမယ်ဟုတ်ပြီအဲ့ဆိုရင်ဒါတို့မြန်မာနိုင်ငံရဲ့လူဦးရေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုမြန်မာနိုင်ငံဒီဟလာ9ဂရေတသန်းပဲရှိတာဖြစ်တဲ့အတွက်ဂျပန်နိုင်ငံကမြန်မာနိုင်ငံနဲ့လူဦးရေပိုများတယ်လို့လည်းတို့ကသိရမှာဖြစ်ပါတယ်
နော်နောက်တစ်ခုခါဝေးတရားကိုကြည့်ပြီးအင်ဒိုနီးရှားနိုင်ငံ၏လူဦးရေကိုဖတ်ပါစာဖြင့်ရေးပါဒါအင်ဒိုနီးရှားဆိုတော့အရှေ့တောင်အာရှထဲကနိုင်ငံတစ်ခုဟာဟလာကလေးကြားဘူးမှာဖြစ်ကြားဘူးလောက်ပါတယ်နော်အဲ့တော့သူကလည်းကနန်းကိုနေရာလိုက်တန်ဖို့9ခုရှိတယ်ဟလာအခု10ရာထောင်တောင်းတိန်တန်ဂရေ10ဂရေဟုတ်ပြီသူက10ဂရေပြည့်ထားတာအပေါ်ကလို့မဟုတ်ဘူး10ဂရေပြည့်ထားတာနှစ်ခုဖြစ်တဲ့အတွက်သူ့ကိုဒါကြတော့20ဂရေလို့ဖတ်ပါမယ်20ဂရေရယ်ဒီမှာ6ဂရေရယ်ဒီနှစ်ရယ်6ရယ်ကိုဖတ်မှဆိုရင်ဘလို့ဘာလဲဆိုတော့20ဂရေ20ဂရေနဲ့6ဂရေပေါင်းထားဖြစ်ပါတယ်ဒါကြောင့်သူ့ကိုဖတ်မယ်ဆိုရင်26ဂရေလို့ဖတ်ပါ26ဂရေတတန်တသိန်းတထောင်9000လို့ဖတ်ပါမယ်ဟုတ်ပြီနော်ဒါဆိုရင်တို့ဒီဖတ်နည်းတွေကိုဖတ်တတ်သွားပြီလို့ယူဆပါတယ်เนาะအဲကြောင့်နောက်ထပ်ပြီးတော့ဒီထက်ကဒီမှာဒါလေးကိုရေးကြည့်မယ်ခု10ရာထောင်တောင်းသိန်းတန်ဂရေဂရေဆိုဘယ်နှလုံးရှိမလို့10လုံးရှိမယ်1 2 3 4 5 6 8ဟုတ်လား10လုံးရှိတယ်ဂရေတဂရေဤတဲ့เนาะတဂရေဤ10သားဖြစ်တော့ဒီမှာတဂရေဤ10သားတဂရေဤ10သားဖြစ်တော့ကိန်းကို10ဂရေဟုခေါ်ပြီးဒါတို့တည်ပြီးသွားပြီတို့ conclusion ဆိုလိုက်တာเนาะအနည်းချုပ်ပြန်ပြီးတော့10ဂရေဟုခေါ်ပြီးတဲ့နော်ဒီမှာ10ဂရေဟုရေးသည်10ဂရေမှာကဏ္ဍဘယ်နှလုံးရှိမှာနေရာလိုက်တံမို့ဘယ်နှလုံးရှိမှာတော့9လုံးရှိမှာပြန်ရေးကြည့်မယ်1 2 3 4 5 6 8 9အဲ့တော့ပြန်ပြီးတော့နောက်ကနေစပြီးတော့နေရာလိုက်တံမို့နဲ့ရေးမယ်ဆိုရင်ခု10ရာထောင်တောင်းသိန်းတန်ဂရေ10ဂရေဟုတ်ပြီနော်10ဂရေမှာကဏ္ဍ9လုံးရှိနော်တဂရေဤစေသားဖြစ်သောဂိမ်းကို10ဂရေဟုခေါ်ပြီး10ဂရေဟုရေးပြီးရပါပြီเนาะဟုတ်ပါပြီအဲဆိုတော့ဒါကြတော့ဘာလို့ဆိုတော့ပြန်ပြီးရေးကြည့်မယ်ခု10ရာထောင်တောင်းသိန်းတန်ဂရေ10ဂရေဒါခုနကတော့တင်လိုက်တယ်10ဂရေ10ဂရေဤ10သားဖြစ်တော့ဒီက10ဂရေဤ10သားဆိုတော့ဒီမှာ10ဂရေရဲ့10သားကြပါလို့ရာဂရေ10ဂရေဤ10သားဖြစ်သောဂိမ်းကို100ဂရေဟုခေါ်ပြီးတဲ့သူကတော့ဒီမှာထိ9လုံးဆိုရင်ဒီမှာ10လုံးဖြစ်မှာဟောဟုတ်လားเนาะပြန်ရေးကြည့်မယ်1 2 3 4 5 6 8 9 10ဟုတ်လား10လုံး10လုံးဟိုလိုမျိုးနေရာလိုက်တံမို့နဲ့ရေးမယ်ဆိုရင်ခု10ရာထောင်တောင်းသိန်းတန်ဂရေ10ဂရေရာဂရေလို့ရေးပါဟုတ်ပြီနော်10ဂရေရဲ့10သားကဘာလို့တော့100ဂရေပေါ့အဲ့ဒါဆိုရင်အခုဗီဒီယိုကြီးထဲမှာတောက်လျှောက်သင်ခဲ့သမျှဒီဘာလို့ဆိုတော့လားတသန်းဤ10သားဒီတဂရေဟလားအဲ့ဆိုဒီဟိုပြောမယ်တို့အခုဒီဗီဒီယိုကြီးရဲ့အနှစ်ချုပ်ကိုသွားမယ်တို့ဟာလေစတုထတန်းမှာတသိန်းကနေစပြီးတော့ရာဂရေထိတင်မှာဖြစ်တဲ့အတွက်ခုတသိန်းကနေစပါမယ်ဒီမှာခု10ရာထောင်တောင်းတော့ကျန်တဲ့အောက်ကအငယ်တန်းတွေမှာသင်ကြားပြီးသားဖြစ်တဲ့အတွက်မသင်တော့ပါဘူးသိပြီးသားလည်းဖြစ်မှာပါနော်အဲ့တော့ဒီမှာတသိန်းတသိန်းဟာနေပြီးတော့ဒီရှေ့ကိုသွားမယ်ဆိုရင်ဘယ်လောက်တော့တသန်းဆိုရင်ဘယ်နှလုံးရှိမလို့9လုံးရှိမယ်ဟုတ်လားတသိန်းဟာတသန်းဖြစ်ဖို့ဆိုရင်ဒီမှာဟာတသိန်းကနေပြီးတော့တသန်းဖြစ်ဖို့ဆိုထားတယ်တသန်းဖြစ်ဖို့ဆိုဘယ်နှစတော့10သားဖြစ်ပါတယ်ဟုတ်ပြီအဲ့တသန်းကနေပြီးတော့ဒီမှာဒဂရီဖြစ်ဖို့အတွက်တသန်းကနေပြီးတော့ဒဂရီဖြစ်ဖို့လဲဘယ်နှစတော့10သားပါပဲအဲ့ဒဂရီကနေပြီးတော့10ဂရီဖြစ်ဖို့အတွက်ကရောဒဂရီကနေပြီးတော့10ဂရီဖြစ်ဖို့ကလည်း10သားပဲဖြစ်ပါတယ်အဲ့10ဂရေကနေပြီးတော့ရာဂရေဖြစ်ဖို့အတွက်ဆိုလည်းဘယ်နှစားတော့10သားဖြစ်ပါတယ်ဒါတော့သူကရှင်းပါတယ်ဟလာနေရာလိုက်တံမိုးတစ်ခုကနေပြီးတစ်ခုကိုမြင့်တက်သွားမယ်ဆိုရင်10သားမြင့်တက်သွားပါလေဟုတ်ပြီအဲ့ဆိုရင်တို့ကနေရာလိုက်တံမိုးနှစ်ခုတွေရှိတယ်ဒီမှာတသိန်းကနေပြီးတော့ဒဂရေကိုပြောင်းမယ်တသိန်းကနေပြီးတော့ဒဂရေကိုသွားမယ်ဆိုရင်နေရာလိုက်တံမိုးဒီက10သားဒီက10သား10ဒီကနေ10ဆို10လီ100သားဖြစ်ပါတယ်100သားဆိုနေရာလိုက်တံမိုး1ရဲ့နောက်မှာနေရာလိုက်တံမိုးဒီမှာ2ကွက်ရှိတဲ့အတွက်ဒီမှာ2ကွက်တိုးပါတယ်အဲ့ဒါ10ကနေပြီးတော့2ကွက်တိုးသွားပြီအဲ့ဒါသူ့ဒဂရေဖြစ်ပါတယ်တသိန်းရဲ့100သားသည်ဒဂရေဖြစ်ပါတယ်ဟုတ်လားအဲ့ဒီဒဂရေကိုပဲသိန်းနဲ့ဖတ်မယ်ဆိုရင်သိန်း100လို့ဖတ်ပါမယ်
ဟုတ်လားအဲ့ဒီဟလာနော်အဲ့ဒီတဂရီကိုပဲတန်းနဲ့ဖတ်မယ်ဆိုရင်10တန်းလို့ဖတ်ရပါမယ်10တန်းလို့ဖတ်ပါမယ်ဟုတ်ပြီနော်ဒါကနှစ်ကွက်တိုးသွားပြီဟုတ်ပြီနောက်ထပ်အကွက်ကလေးထပ်တိုးကြည့်အောင်ပါဒါကဟလာနေရာလိုက်တန်ဖို့1နေရာ2နေရာ3နေရာတိုးသွားပြီနေရာလိုက်တန်ဖို့3နေရာတိုးပြီဆိုရင်ဘယ်နှစတော့1000စဘာလို့ဆိုတော့ဒီကနေဒီဖြူကို10ဆယ်လီ100ဒီမှာ10နဲ့10နဲ့မြောက်10ဆယ်100နဲ့10နဲ့မြောက်ရင်1000စပါဟလာတသိန်းကနေပြီးတော့အစ1000ဟလာတိုးသွားမယ်ဆိုရင်ဘယ်ရောက်နော်10ဂရေကိုရောက်ပါမယ်တသိန်းရဲ့1000စသည်10ဂရေဖြစ်ပါတယ်ဟလာနေရာလိုက်တန်ဖို့ဒီကတသိန်းကနေပြီးတော့နေရာလိုက်တန်ဖို့ဘယ်နှနေရာတော့3နေရာ3ည3လုံး3နေရာတိုးသွားတဲ့အတွက်ဒါနေရာလိုက်တန်ဖို့3နေရာသိန်းကဟလာတန်ဂရေ10ဂရေဆိုပြီး3နေရာတိုးတော့ပါတယ်10ဂရေကိုတို့အား10ဂရေကိုသိန်းနဲ့ဖတ်မယ်ဆိုရင်သိန်း1000လို့ဖတ်ပါမယ်သိန်း1000တန်းနဲ့ဖတ်မယ်ဆိုရင်တန်း100လို့ဖတ်ပါမယ်ဂရေနဲ့ဖတ်မယ်ဆိုရင်10ဂရေဖြစ်ပါတယ်ဟုတ်ပြီနော်နောက်ထပ်ဆက်ပြီးတော့တွားကြည့်အောင်ပါဟာလားဒီတဲကနေပြီးတော့ရာဂရေထိကိုတွားမယ်ရာဂရေထိကိုတွားမယ်ဆိုရင်နေရာလိုက်တမှုဘယ်နှနေရာတော့1နေရာ2နေရာ3နေရာ4နေရာဒီမှာနေရာလိုက်တမှု4နေရာ3ညာ4လုံးဖြစ်တယ်နေရာလိုက်တမှု4နေရာဆိုရင်1000စဖြစ်ပါတယ်အစပေါင်း1000ဖြစ်ပါတယ်တသိန်းကနေပြီးတော့အစ1000တိုးလိုက်ရင်ရာဂရေဖြစ်ပါတယ်ရာဂရေသူ့ကိုတိန်းနဲ့ဖတ်မယ်ဆိုရင်တော့တိန်း1000ပါတိန်း1000ကိုတန်းနဲ့ဖတ်မယ်ဆိုတော့တန်း1000ပါဂရေနဲ့ဖတ်မယ်ဆိုတော့ဂရေ100နာမည်ကလည်းရာဂရေဖြစ်တဲ့အတွက်ဂရေ100ဖြစ်ပါတယ်ဟုတ်ပါပြီနော်အဲ့ဆိုဒီသင်ခန်းစာလေးကိုတို့လေ့လာပြီးသွားပြီဆိုရင်တော့နောက်ထပ်ဟလာလေ့ကျင့်ခန်းတွေကိုရမှာဖြစ်ပါတယ်လေ့ကျင့်ခန်းတွေကိုဖြည့်ရမှာဖြစ်ပါတယ်တို့လုတ်တက်သွားပြီဖြစ်ပါတယ်ဟုတ်ပြီဒါလေးကတော့ကိုယ်ကလုပ်ကြည့်ပါလေ့လာကြည့်ပါလေ့လာပြီးတော့ကျွန်တော်တို့ဗီဒီယိုလေးကိုရပ်ထားပြီးတော့ကိုယ်ကဖြည့်ကြားကြည့်ပါဖြည့်ကြားလို့မရဘူးဆိုရင်ဟလာကျွန်တော်ရဲ့ဗီဒီယိုလေးကိုတစ်ချက်ဖွင့်ပြီးတော့ဟလာရှင်းပြတာလေးကိုနားထောင်ကြည့်ပါဟလာဖြည့်ကြည့်မယ်ဆိုရင်စမယ်အဲဆိုရင်နမကကြီးမြည်သည့်ကိန်းသည်တသိန်းတရားသားဖြစ်တဲ့နည်းတဲ့တိနောက်မှာနေရာလိုက်တံမှု2နေရာတရားသားဆို2နေရာအဲ့တော့တသိန်းကနေပြီးတော့နေရာလိုက်တံမှု2နေရာသွားတယ်ဆိုတော့ဘာတော့တဂရေပေါ့ဟုတ်လားနေရာလိုက်တံမှုဟုတ်လားတသိန်းဤတရားသားဖြစ်တဲ့နည်းဆိုတသိန်းရဲ့တရားသားဆိုနေရာလိုက်တံမှု2နေရာတိုးလိုက်တော့တဂရေဖြစ်ပါတယ်တဂရေဆိုရင်3ညအလုံးပေါင်း8လုံးရေးမယ်ခု10ရာထောင်တောင်းသိန်းတသိန်းကနေနေရာလိုက်တံမို့2နေရာတိုးသွားတယ်ဟာလားတောင်းတဂရီရိုက်နော်နောက်ခါခွေးမြည်သည့်ကိန်းဒီတဂရီဤတရားသားဖြစ်တဲ့နည်းတဂရီကနေပြီးတော့တရားသားဆိုတော့ဟာလားတရားသားဆိုနေရာလိုက်တံမို့2နေရာတိုးသွားတယ်ဟာလားတရားသားဆိုဘာလို့ရာဂရီဖြစ်ပါတယ်ရာဂရေမှာအလုံးပေါင်းခဏနေရာလိုက်တန်မှု10လုံးရှိရပါမယ်တည့်ရနောက်မှာ10လုံး3 6 9 10ဒါဒီရာဂရေဖြစ်ပါတယ်တရားဂရေလို့ခေါ်ပါတယ်အဲဒါတော့မြည်ဒီကိန်းဒီတဂရေဤတရားသားဖြစ်တဲ့နည်းဆိုရင်ဟလာတရားဂရေဖြစ်ပါတယ်10ဂရေဒီတသန်းဤအစမြင်များရှိသည်နည်းတဲ့10ဂရေဟုတ်ပြီ10ဂရေကိုကြည့်မယ်10ဂရေဟာတသန်း10ဂရေနဲ့တသန်းနဲ့တို့ဟာတို့ကွာဟာချက်ကနေရာလိုက်တသန်းနေစပြီးကြည့်မယ်ဆိုနေရာလိုက်တန်မှုနှစ်ခုကွာပါတယ်နေရာလိုက်တန်မှုနှစ်ခုဖြစ်တဲ့အတွက်သူအစကိုမေးတာဖြစ်တဲ့အတွက်နေရာလိုက်တန်မှုဟလာနှစ်စဆိုရင်နှစ်ကွက်ဆိုရင်ဘာလို့ဆိုတော့ဟလာတရားစပေါ့ဟုတ်ပြီနော်တရားစဖြစ်ပါတယ်မြည်သည့်ကိန်းဒီတသန်းဤ1000စရှိသည်နည်းတဲ့တသန်းရဲ့1000စတသန်းနေပြီးတော့1000စတော့တည့်ရနောက်မှာ3ညဘယ်နှလုံးရှိတော့3လုံးဆိုနေရာလိုက်တန်မှု3ကွက်ရွေ့မယ်တစ်ကွက်2ကွက်3ကွက်တသန်းရဲ့နေရာလိုက်တန်မှုဟလာ3နေရာ sorry နေရာလိုက်တန်မှု1000စဆိုတော့ဘာတော့ရာဂရေဖြစ်ပါတယ်ရာဂရေဆိုရင်ဟလာနေရာလိုက်တန်မှု10နေရာရှိပါမယ်1အလုံး10ဖြစ်ပါတယ်တရားဂရေဖြစ်ပါတယ်တရားဂရေဒီတသိန်းအစမြင်မှရှိသည်နည်းဒီတစ်ခါလဲအစမေးတာပါဟ
height 100 ဂရေဒီတသိန်းရဲ့အစဘယ်လောက်တုံးတော့ဒီတသိန်းကနေပြီးတော့100 ဂရေရဖို့အတွက်အကွက်ဘယ်နှကိုတုံးကြည့်မယ်ဟလာ10သိန်းဟလာ10သား100သား1000သား1000သားဖြစ်ပါတယ်အစ1000ဖြစ်ပါတယ်ဟုတ်ပြီနော်အောက်ပါမေကွန်နံပါတ်8အောက်ပါမေကွန်များကိုဖြေပါကာကြီးသိန်း60ကိုကိန်းဖြင့်ဖော်ပြပါတဲ့သိန်း60ဟောသိန်းဟာ10သိန်းပြည့်သွားရင်ဒီဘက်ကိုလာမယ်တခုဟလာ10သိန်းပြည့်တာ6ခါအဲဆိုတော့ဘယ်နှတန်းတော့6ခါ10သိန်းပြည့်တာ6ခါတော့6တန်းပေါ့ဟလာသိန်း60ကိုကိန်းဖြင့်ဖော်ပြပါဆိုတော့6တန်းလို့ရေးရမှာပေါ့ဟလာဒါဒီသိန်းဒီ10သိန်းတစ်ခါပြည့်ရင်1 10သိန်းတစ်ခါပြည့်2ဆို10သိန်း6ခါပြည့်အတွက်6ပေါ့အဲဆိုသူ့ကိုဘာဖတ်မလဲဆိုရင်6တန်းဟုတ်sorry 25တန်းကိုတဲ့ကိန်းဖြင့်ဖော်ပြပါ25တန်းဟလာတန်း10တန်းပြည့်ဟလာ10တန်းပြည့်ရင်ဒဂရီပါဟလာနောက်တစ်ခါ10တန်းနောက်တစ်ခါပြည့်ရင်2ဂရီပါဟလာအဲ့ဆို25တန်းဆိုတော့ဘယ်လောက်10တန်း2ခါရယ်5တန်းတစ်ခါရယ်အဲ့ဆိုတော့2ဂရီ5တန်းပေါ့ဟုတ်လားနော်အဲ့တော့25တန်းကိန်းနဲ့ဖော်ပြမယ်ခု10ရာထောင်တောင်းသိန်းတန်းဂရေ2ဂရေနဲ့မှ5တန်းအဲ့တော့ဒီကောင်ကဘယ်လောက်တုံးရေးကြည့်မယ်ခု10ရာထောင်တောင်းသိန်းတန်းဂရေ4ဂရေ2တန်းဟလာ4ဂရေ2တန်းဒီတဲ့တန်းမြင်များရှိတဲ့ဒီမှာဂရေတန်း4ဂရေဆိုတာဟလာ10တန်း4ကဟလာ10တန်း4ကဆိုတော့တန်း40တန်း40ရဲ့ဒီမှာ2ခုရှိတာ2တန်းရဲ့ဆို42တန်းပေါ့เนาะသူကတန်းကိုမေးချင်တာဖြစ်တဲ့အတွက်42တန်းဖြစ်ပါတယ်ဟုတ်ပြီခုကလည်းပြန်ရေးကြည့်မယ်ခု10ရာထောင်တောင်းသိန်းတန်းဂရေဟလာ10ဂရေက3မှရှိတဲ့အတွက်30ဂရေဟလာเนาะ30ဂရေရဲ့5ဂရေရဲ့30ရဲ့5ရဲ့ဆိုတော့35ဂရေပေါ့ဂရေမြင်များရှိတဲ့နေဆိုရင်35ဂရေလို့ဖတ်ပါမယ်အဲဆိုရင်နောက်ထပ်ဟလာကိန်းမြင့်ပေါ်မှာချပြီးတော့ကဏ္ဍနေရေးတဲ့ဟာလေးကိုနောက်သင်ခန်းစာတွေမှာတော့မှာဖြစ်ပါတယ်ဂရုစိုက်လေ့လာပေးတဲ့အတွက်ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျတော့ဒီနေ့ကတော့ဒီလောက်ပါပဲ